ဒီခါမှာတော့ထိုင်းနိုင်ငံရဲ့ FDA ဒီမပြူလက်မှတ်ရဘိုင်ယိုတန်တစ်ကနေထုတ်လုပ်ထားတဲ့ဗီတာမင်နဲ့သတ္တုဓာတ်မျိုးစုံပါဝင်တဲ့ပြည့်စုံစာလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဒီပြည့်စုံစာလေးကိုထိုင်းနိုင်ငံကနေပြီးတော့ထုတ်လုပ်ဖြတ်မြောင်ချပေးနေတာဖြစ်ပါတယ်။ဒီပြည့်စုံစာလေးရဲ့ဆေးရောင်တစ်တောင်ချင်းစီတိုင်းမှာ24မျိုးသောဗီတာမင်နဲ့သတ္တုဓာတ်မျိုးစုံပါဝင်ပါတယ်။ဘာတွေပါလဲဆိုရင်ဗီတာမင် B1 ကနေပြီးတော့ဗီတာမင် B12 ဗီတာမင် C ဗီတာမင် D ဗီတာမင် E ဗီတာမင် A ဗီတာမင် K တို့အပြင်ဇီးကယ်လ်ဆီယမ်အမိုင်နိုအက်ဆစ်နဲ့မက်နီဆီယမ်တို့လည်းပေါင်းစပ်ပါဝင်ထားဖြစ်ပါတယ်။ဆေးဘူးတစ်ခုချင်းစီတိုင်းမှာဆေးရောင်အလုံး30ပါဝင်ပါတယ်ရှင်။ဟုတ်ကဲ့သူရဲ့ပုံမှန်ရောင်းဈေးကတဘူးကို420ဘတ်ပေးရပါတယ်။အထူးစော့ဈေးအနေနဲ့3ဘူးမှာ209ဘတ်နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ရှင်။ဝယ်ယူသူတယောက်ကိုတစ်ခါပဲဝယ်ယူရရှိနိုင်တာဖြစ်လို့အမြန်ဆုံးဝယ်ယူဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။